မင်းစားကြပါဦးချစ်တို့ရဲ့ဒီနေ့တော့မှငါးစီပြန်ဟင်းပေါ့နော်အားအောင်မကြည့်သိမှန်းနဲ့စီပြန်ချင်းချင်းလေးချက်တယ်ဘာလဲချောင်းကျော်အပြဲ6လေးနဲ့ကြက်သွန်နန်းချင်းနဲ့ငရုတ်သီးလေးနဲ့ဘာလဲချောင်းကျော်တယ်နော်ဘာလဲချောင်းကျော်လေးလိုချင်လို့ရှင်မှာလို့ရတယ်နော်ဘယ်နိုင်ငံပဲဖြစ်ဖြစ်ပို့ပေးတယ်ဘာလဲချောင်းကျော်တို့ချင်းမောင်းကျော်တို့မှာရှယ်ကျော်ပေးမယ်ဒီမှာတော့ငါးနဲ့ကစွန်းရွက်နဲ့ချင်းမောင်းရွက်နဲ့ချင်းဟင်းပေါ့နော်ဒီမှာဘာလဲချောင်းကျော်လေးတွေဘာလဲချောင်းကျော်ရှယ်ပဲဒီမှာကြွပြီးတော့ဒါကျတော့အရွက်ကျော်ပေါ့နော်မုံညင်းနဲ့ကြောက်ဦးနဲ့ကြော်တယ်တိုးစရာတော့ဒီမှာခရမ်းကစော့သီးရောတခွားသီးရောခရမ်းကျွတ်သီးရောဒညင်းသီးရောကျွန်တော်နေတဲ့မျိုးလာလေကြနော်ကျွန်တော်ထမင်းရှယ်ချက်ကျွေးမယ်နော်ညဘက် live လွှင့်တိုင်းလည်းကျွန်တော်ဖိတ်ပါတဲ့အကုန်လုံးဒီမှာချင်းဟင်းလေးနဲ့ဒါလည်းချောင်းကျော်နဲ့ချင်းဟင်းလေးကတော့ရှယ်လိုက်ဒီမှာကျတော့ငါးစီပြန်မကြည့်သိမဲ့ချင်းချင်းလေးနဲ့ကျွန်တော်နေတဲ့မျိုးကိုရောက်ရင်ထမင်းလာစားကြနော်အားလုံးဖိတ်ပါတယ်ခင်ဗျာကျွန်တော်ကထိုင်းနိုင်ငံမဲဆောက်မြို့မှာနေပါတယ်အားလုံးလည်းချက်တယ်အားလုံးလည်းခင်ပါတယ်ငါးဟင်းရည်လေးစားမယ်နော်ငါးဟင်းရည်လေးစားပြီးတော့ဒီမှာအပီးရည်လေးနဲ့စားမယ်နေပါဘောနော်စားကြပါဦး不错的嘞。ဘာလဲချောင်းကျော်လေးနဲ့ချမောင်ကျော်လေးနဲ့စားကျင်လို့ရှင်မှာလို့ရတယ်နော်ဘယ်နိုင်ငံဖြစ်ဖြစ်ပို့ပေးမယ်နော်好聊啊ငါပြေးကြောက်လေးနဲ့တကယ်မိုက်